ဗုဒ္ဓဆိုတဲ့စကားလုံးကဘာပြောတာတုံးလို့ဆိုရင်တိသူဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဗုဇ္ဇတိတိဗုဒ္ဓောဆိုတဲ့ definition ပေါ့ဖွင့်ဆိုထားတဲ့စကားလုံးကတိတယ်တိသူဆိုတဲ့အဓိပ္ပာယ်ဘာတွေကိုတိတာတော့ဆိုလောကမှာတိเสียမှန်သမျှကိုတိတယ်တိเสียဆိုတာအမှန်တမ်းများတယ်ဘုန်းကြီးတို့တိတာတထွာတမိုက်တောင်မရှိဘူးတိเสียတွေကအများကြီးမတိတာနဲ့တိเสียတိတာတွေကိုတွက်ကြည့်လိုက်မယ်ဆိုရင်မတိတာတွေကများပြီးတော့တိတာလေးကနည်းနည်းလေးပဲလက်တဆုပ်စာလေးလောက်ပဲကိုတိတယ်ကိုမတိတာတွေအများကြီးအဲ့တော့မြတ်စွာဘုရားကိုဗုဒ္ဓလို့ခေါ်တာဟာသိစရာတွေကိုအကုန်သိလို့ဗုဒ္ဓလို့ခေါ်တာဒီလိုသိဖို့ကလွယ်သလားလို့ဆိုဘယ်လွယ်မှာတော့ကိုသိတာလက်တဆုပ်စာလေးပဲသိတယ်မြတ်စွာဘုရားသိတာကကျတော့လက်တဆုပ်စာမကဘူးအများကြီးသိတယ်မြတ်စွာဘုရားကတခါဟောတယ်တစ်တော်ထဲမှာသိရွက်လေးတွေကောက်ပြီးတော့လက်ထဲမှာဆုပ်လိုက်ပြီးတွေ့လားငါလက်ထဲကသိရွက်ကလေးတွေတောကြီးထဲမှာရှိတဲ့သိရွက်နဲ့ငါလက်ထဲမှာရှိတဲ့သိရွက်ဘယ်ဟာများတော့ဆိုတော့ယဟန်တွေကိုမေးတော့ယဟန်တွေကအရှင်ဘုရားတဲ့တောထဲမှာရှိတဲ့သိရွက်တွေကအစမတန်များပါတယ်တဲ့ရှင်ဘုရားလက်ထဲရှိတဲ့သိရွက်ကဘယ်လောက်မှမရှိပါဘူးအဲ့ဒီတိုင်းပဲတဲ့ငါသိပြီးတော့မဟောတဲ့အကြောင်းအရာတွေမပြောတဲ့အကြောင်းအရာတွေကတစ်တော်ထဲမှာရှိတဲ့သိရွက်တွေလိုပဲအများကြီးပဲတဲ့ငါသိပြီးဟောတဲ့တရားငါလက်ထဲမှာဆုပ်ထားတဲ့သိရွက်ဆုပ်ကလေးလောက်ပဲဟောတာတဲ့အဲ့တော့ပညာရဘလောက်ကျဲတယ်ဆိုတာဆင်ញင်စဉ်းစားကြည့်ဖို့လိုအပ်တယ်မြတ်စွာဘုရားအဲ့ဒီပညာရတွေကိုအချောင်ရတာလားလို့မေးကြည့်ဘယ်ဟုတ်မလဲတဘွားနဲ့သင်လို့မရဘူးလေးသိင်ချင်တဲ့ကဘာတသိန်းလို့ဆိုတဲ့မရေတွက်နိုင်တဲ့ကဘာ၄ကကြုံရေတွက်လို့ရတာကတသိန်းမရေတွက်နိုင်တဲ့ကဘာပေါင်းက၄ကကြုံပြီးတော့ရေတွက်လို့ရတာတသိန်းကိုလေးသိင်ချင်တဲ့ကဘာတသိန်းလို့ခေါ်တယ်အဲ့ဒီလေးသိင်ချင်တဲ့ကဘာတသိန်းလေ့ကျင့်ပြီးတော့ယူမှပညာပါရမီအပါဝင်ပါရမီတွေဖြည့်ကျင့်ပြီးတော့မှဘုရားဖြစ်သူရောက်တာဘုရားဖြစ်သူရောက်တော့လေဘုရားမဖြစ်ခင်ကဒါတွေအကုန်သိလားဆိုမသိဘူး